စကားတစ်ခုမပြောဘူးတဲ့ကိုကအတစ်တယောက်လို့တတ်မှတ်လို့မရသေးပါဘူးကျွန်တော်စာလေးလာဖို့ပြင်ဆင်နေလက်ထဲမှာဘောပင်တစ်ချောင်းလေးနဲ့ပေါ့ဒီမှာ idea တက်လေးလို့ရဖို့ဆိုပြီးတော့ဖုန်းလေးကောက်ကင်ပြီးတော့ကိုယ်ထဲမှာဝင်လိုက်တယ်အလွန်ဆုံးကို9မိနစ်10မိနစ်လောက်ပေါ့ဒီလိုနဲ့ပဲအဲ့ဒီကိုယ်ထဲမှာအချိန်တစ်ခုကုန်သွားခဲ့လာမယ်ဆိုပြီးတော့ save ထားတဲ့ video ပေါင်းအခုဆို100ကျော်ပြီအချိန်ကိုလမ်းကြည့်လိုက်တော့ညနေပိုင်းမှာရောက်နေပြီအပြင်ကလည်းမောင်းနေကို skateboard ပေါ်မှာစာရွက်ကလေးတွေလည်းအလုပ်ကလေးအဲ့ဒီချိန်မှာပဲစကားထွက်လာခဲ့တယ်မနေ့ဖြန်မှာလောက်တော့မယ်